မြန်မာပြည်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပကတ်ပြန်မာလို့အမည်ရတဲ့တကိုးကြီးမားတဲ့မြန်မာမင်းတစ်ပါးရှိခဲ့ပါတယ်။သူဟာကဘာကပ်ပေါင်းများစွာအသက်ရှင်နေထိုင်ခဲ့ရတာကြောင့်မိမိကိုမိမိထာဝရရှင်သန်နေသူမိမိရဲ့မြန်မာပြည်ဟာလည်းဘယ်တော့မှမပျက်စီးနိုင်တဲ့အရက်လို့ယုံကြည်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာတေချင်းကင်းဝေးပြီးအရာခတ်သိမ်းကိုဖန်ဆင်းရှင်အဖြစ်မိမိကိုမိမိအထင်မှားတဲ့မိစ္ဆာဒိဋ္ဌိအယူရှိသွားခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟာဒီလိုမမာနတက်နေမှုကိုသိမြင်တော်မူတာကြောင့်မြန်မာပြည်ကိုကြောက်မြန်းပြီးလမ်းမှန်ပြဖို့ကြိုးစားခဲ့ပါတယ်။သူတို့တွေ့ဆုံကြတဲ့အခါပကတ်ပြမကသူ့ရဲ့တန်ခိုးကိုပြသတဲ့အနေနဲ့ကိုရောင်ဖြောက်ဖို့ကြိုးစားခဲ့ပါတယ်။ငါ့ကိုဘသူမှရှာမတွေ့နိုင်တဲ့နေရာမှာငါပုံနေနိုင်တယ်လို့သူကကြွေးကြော်ခဲ့ပါတယ်။ဒါပေမဲ့သူပဲနေရာမှာပဲပုံနေပါစေမြတ်စွာဘုရားကဘာကမင်းဘယ်မှာရှိနေတယ်ဆိုတာကိုငါအတိအကျမြင်နေရတယ်လို့မိန့်ကြားကအကုန်သိမြင်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့မြတ်စွာဘုရားလှည့်ရောက်လာပါတယ်။အခုငါဘုရားကိုရောင်ဖြောက်မယ်မင်းငါကိုရှာကြည့်လို့မိန့်ကြားခဲ့ပါတယ်။မြတ်စွာဘုရားဟာဘဂပြမရဲ့ဦးခေါင်းပေါ်မှာကြော့မြဲရဲ့နာရင်ကိုရောင်ကိုဖျောက်ထားလိုက်ပြီးအတန်တော်ကိုသာကြားရစေပါတယ်။ဘဂပြမဟာသူ့ရဲ့နတ်မျက်စိတန်ခိုးအာနာတွေနဲ့ပြမပြေနှံ့ရှာဖွေပေမဲ့ဘယ်နေရာမှာမှမြတ်စွာဘုရားကိုရှာမတွေ့ခဲ့ပါဘူး။မြတ်စွာဘုရားရှင်ဟာကိုရောင်ဖျောက်ထားလျက်ကနေပဲအမှန်တရားကိုဟောကြားတော်မူခဲ့ပါတယ်။ဘဂပြမရဲ့အတိတ်ဘဝတွေကပြုခဲ့မှုတဲ့ကောင်းမှုကံတွေကြောင့်သာအခုလိုမြင့်မြတ်တဲ့ဘဝကိုရောက်ရှိနေတာဖြစ်ကြောင်းနဲ့ပြမမင်းရဲ့တက်တန်းဟာလည်းတနေ့မှာကုံဆုံးရအောင်မှာဖြစ်ကြောင်းကိုထောက်ပြခဲ့ပါတယ်။ဒါကိုကြားသိရတဲ့အခါမှာတော့ဘဂပြမရဲ့မမာနတွေဟာပျောက်ကွယ်သွားပါတော့တယ်။မိမိထက်ပိုမိုကြီးမားတဲ့အသိဉာဏ်ပညာရှိကြောင်းကိုနားလည်သွားပြီးမှားယွင်းတဲ့အယူဝါဒတွေကိုစွန့်လွတ်လိုက်ပါတယ်။ဒါဟာအထအပေါ်မှာအသိဉာဏ်ပညာနဲ့အောင်နိုင်ခဲ့တဲ့ဘဂပြမကိုအောင်နိုင်ခြင်းဖြစ်ရပဲဖြစ်ပါတယ်။